ကျဉ်းနာနှစ်မင်္ဂလာပါတရားတော်ပြန်ပြောပါဦးဣန္ဒယကတ္တဓမ္မကတ္တဒေသနာတော်ကိုမောကြားကြသည်မိမနာချမ်းကြသည်မိတရားပိုင်ရှင်ဖြစ်တဲ့လုံးလောကထွတ်တာရှင်တော်မြတ်ဗျာကိုဇနောကသမသနာမလင်မောကနေဝစီပနာမနှုတ်နေပူဇော်မယ်တော်ကောင်းတို့အလောကလေးတွေကိုစီကိုငါချီမြတ်လာလေးတွေချာရှင်တော်ဗုဒ္ဓဤသီလကုန်ဓမ္မတိကုန်ပညာကုန်တို့နိုင်မဲ့ဖြစ်သောတပိညုတဉာဏ်တော်ဤဂုဏတော်တို့ကိုအလွန်ယုံသည်ရှင်ခုံပူဇော်ကြတော်ကြအောင်ဆုံးဘုဒ္ဓလောကေသမုပ္ပန္နောဣတယသဗ္ဗပါဏိနံဣန္ဒေနံဒိသဝစေနနေသောကဝန္တုသာရဝောလောကေကမရောပါရုပောဘဝသုံးခွင်ဘုံသုံးမြင်မှာဘုံတော်ဒိသလေးပါးမြတ်တရားကိုပိုင်းခြားတင်တိမြင်ပေသက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗပါဏိနလူယောနတ်ပါမြမမကျွန်းသတ္တဝါခါပင်တို့ဤဣတယပိစုံပန်သန္တရနဗျာတို့ဝကောင်းကျိုးချမ်းသာအလုံးငါသမုပ္ပန်သောဥရိတောင်ဆုံးတဏိဝဉ္ကြီးကဲ့သို့ဖြစ်ထွန်းပေါ်ပေါက်တော်မူခဲ့ပါပေပြီဖယားဣတိနာဒိသဝစေနာဤတို့နှုတ်တံဖော်ထုတ်ပြန်၍ဟုံးမှန်မကျော်ဝစီပနာမဒိသစကားကိုပြောဆိုရလေသောကြောင့်သာတဝတရားချင်းခင်စိန်ကောင်းဝန်းကြကုန်သောသင်တို့တော်စင်ပရိသတ်ပေါင်းတော်ကောင်းတို့သည်နေဒုက္ခသာဆင်းရဲခတ်သိမ်းမှလည်းကင်းငြိမ်းရကုန်သည်ဝန္တုဖြစ်ကြပါစေကုန်သတည်းနေသောကာသမစိုးမယိန်တကုရှိန်၍ဆိုရင်ကြောင်းကြပြပါရတို့မှလည်းကင်းဝေးကြကုန်သည်ဝန္တုဖြစ်ကြပါစေကုန်သတည်းဝန္တုယခုရွဆိုရသောတင်္စာစကားနှင့်ဘုလဏိမေတ္တာတရှိန်ဝါကြောင့်အချိန်မကြာကိုစီကိုငါပြည့်စုံတော်မူနိုင်ကြလေကုန်ရာသတည်းတောလောကထွက်တာရှင်တော်မြတ်ဗျာကိုဥစွာပရမရှင်ကိုပြီးတဲ့နောက်လောကမှာကျေးဇူးအများဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တို့ကိုရှင်ကိုပူဇော်ကြတော်ကြရအောင်အလုံးလိုက်ဆိုဤလူဘဝအယတော်ဝိဗုဒ္ဓံကုန်ကိုဤယုံကြည်မြတ်တို့လက်ဆုံးမောကိုရှင်ခိုးပါဤဖယာဤလူဘဝအယတော်ဝိဓမ္မကုန်ကိုဤယုံကြည်မြတ်တို့လက်ဆုံးမောကိုရှင်ခိုးပါဤဖယာဤလူဘဝအယတော်ဝိသံဃာကုန်ကိုဤယုံကြည်မြတ်တို့လက်ဆုံးမောကိုရှင်ခိုးပါဤဖယာဤလူဘဝအယတော်ဝိမိဘကုန်ကိုဤယုံကြည်မြတ်တို့လက်ဆုံးမောကိုရှင်ခိုးပါဤဖယာ
ilu bawa ayato vi saya ngonggoji yong chi mian no let so mongo shin kho ba i phaya bin sana da una phaya taya thanga yarana mya thong ba lo ne nagawaမိဘဆရာသမားလို့ဆိုရတဲ့နန္ဒောနန္ဒငါးပါးတို့ကိုဝန္တထနေစဉ်နှင်းမြလက်ဆုံးမောကရှင်ခိုးကြောလိုက်ချလေကုန်ရာသတိဒီကိုလေးထည့်ပါလောကမှာကျေးဇူးများဆုံးဖြစ်တဲ့ပုဂ္ဂိုလ်တို့ကိုရှင်ကိုပူဇော်ပေးတဲ့နောက်အသနရဲ့ရွှေမြိုင်ဓမ္မသဘင်ကိုစတင်ပြီးတော့ဖွင့်လှစ်ပါပြီဓမ္မသဘင်စတင်ဖွင့်လှစ်ပြီးလို့ကြီးညာခြင်းရဲ့အသနရဲ့နိုင်မှာတဏှာဤနဲ့မှာ54မိနစ်တိတိရှိသွားပါဘူး1 5 4ပေါ့ရွှေမြန်မာများတဏှာဤ54လာရမလဲ1 5 4အပိုင်ကနမ်းမယ်နောက်9နဲ့4နဲ့ပေါင်းခြင်းကတရားကောင်းကြီးမြတ်ကြီးဘယ်လောက်ရမလဲ9ကနန်းဖြစ်ပါပေါ့မှန်လားဗျာ9ကနန်းနေနဲ့သမျိုးဆန်းနေတဲ့မင်္ဂလာပါပရဟိတအသင်းကစင်ကျင့်ပပြုလို့အပ်တဲ့ကထိန်လူတော်မင်္ဂလာပွဲမှာဟောတာကြီးညိုကြမဲ့တရားလေးပြန်ပြောပါရဲလေဗျာအကျဉ်းသာနဲ့မင်္ဂလာပါမှန်လားဗျာဒုက္ခရံသာရုဏသာဒုသာဒုပံပိနဒုက္ခရံပ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 ိနဒုက္ခရံပံပမရိယေဟိဒုက္ခရံသာရုဏသာရုသာဒုပံပိနဒုက္ခရံပ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 ိနဒုက္ခရံပံပမရိယေဟိဒုက္ခရံသာကစာရမတွေလည်းပါလို့တော်ကြီးများကြီးဘာလို့လဲရံပြောတယ်လည်းမဖြစ်ရအောင်စာရံပေတယ်လေးနဲ့ပေါ့မှန်လားဗျာပါဠိတော်တွေလည်းလွတ်ပြီးတော့မသွားရအောင်ဒုက္ခရံသာရုသာရုဒုက္ခရံသာရုနာသာဒုပံပေနဒုက္ခရံပ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 ေနဒုက္ခရံပံပမရိယေဒုက္ခရံသာရုဏသရောကောင်းတွေဟာသာရုပုံဉဏ်ကောင်းမှုကိုဒုက္ခရံမြူရမှာလွယ်တယ်သာရုဏသရောကောင်းတွေဟာပံပံမကောင်းမှုကိုကြတော့ဒုက္ခရံပြုကိုခဲရင်တယ်ပါပံမကောင်းမှုဆိုရင်ပါပိနမကောင်းတဲ့ပုဂ္ဂိုလ်လူမိုက်သွေကသာလျင်ရွှေမြမများထူပါဟဲ့ရွှေမြမများပါပံမကောင်းမှုဆိုရင်ပါပိနမကောင်းတဲ့ပုဂ္ဂိုလ်လူယုံမာတွေကသာလျင်ဒုက္ခရံပြုလွယ်တဲ့ပါပမကောင်းမှုဆိုယရိယသရောကောင်းတွေကြတော့ဒုက္ခရံပြုဖို့ခဲရင်ပါရဲ့လို့တဏ္ဍာနလူတို့ဆရာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်အောက်ကထင်ဒီကောင်းစွာမသွေမိန်ကြတော်မူခဲ့ပါ၏သတည်းပမာဆူရိုးစကားရှိတယ်လေးပြန်ရွှေပမာများပွဲသွားပါတယ်တော့မော့တဲ့ပွဲသွားတော့ဒီလိုမဟုတ်လားပွဲပြန်တော့ဟဲ့ဘယ်လိုပြောမလဲရွှေမြမာများပွဲသွားကြော့ဒီလိုမဟုတ်လားဘယ်လဲခင်ဗျားမော့ဆိုလို့ကျုပ်လည်းလိုက်မော့လိုက်တာရွှေမြမာများပွဲသွားကြော့ပါတယ်တော့ပွဲပြန်အခုလည်းခင်ဗျားတို့ကြော့နဲ့လာရင်ကနေအခုအကြချင်းရောက်သွားပြီမဟုတ်လားမကြရအောင်ဒီလိုလေးဆိုမယ်ဘေးရန်ပေါ်လာလောကတွမ်းမှာဘေးရန်ဒုက္ခရောက်နေကြမြာလာဝေနိတတဝါတွေဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေပြန်ဆိုရမှာသေချာလေးမှတ်ခဲ့နောက်တစ်ခေါက်ဆုံးမဲ့ဘေးရန်ပေါ်လာ
လောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြမြာလာဝေနိတတဝါတွေဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေဆိုကြည့်မယ်ဗျာဘေးရန်ပေါ်လာလောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြညာလာဝေလိတတဝါဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေငါတယောက်တည်းအတန်ထွက်တယ်ပြန်အောင်ဆိုမယ်ဟဲ့ဘေးရန်ပေါ်လာရှင်မြမမြတ်တရားမှတ်ပါလို့ပြောရတဲ့လေလူငယ်တွေကြီးဖြစ်ပြီးတော့တရားမှတ်မယ်ဘေးရန်ပေါ်လာလောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြမြာလာဝေနိတတဝါတွေဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေကြိုးစားပြီးဆိုကြည့်မယ်ဟဲ့ဘေးရန်ပေါ်လာလောကတွင်မှာဘေးရန်ဒုက္ခရောက်နေကြမြာလာဝေနိတတဝါတွေဘေးရန်ဒုက္ခမုတ်ချဝေပါစေဟုတ်လာပြီနောက်တစ်ခေါက်ဆုံးမယ်ယင်းနေ့ကပါတဲ့မေတ္တာနဲ့သေချာပို့မယ်ပြန်ဆုံးမယ်ဘေးရန်ပေါ်လာဘေးရန်ဒုက္ခရောက်နေကြဘေးရန်ဒုက္ခခုခန္ဓာမုတ်ချဝေပါစေဒါနဲ့ညမိုးချုပ်လိမ့်မယ်ရှိသွားကြအောင်ဆိုရင်သောကရောက်နေကြမြာလာဝေနိတတဝါတွေဆိုရင်သောကခုခန္ဓာမုတ်ချဝေပါစေဆိုလိုက်မယ်ဟဲ့ဆိုရင်သောကရောက်နေကြမြာလာဝေနိတတဝါတွေဆိုရင်သောကခုခန္ဓာမုတ်ချဝေပါစေဒါဟာတော်ကောင်းတွေရဲ့လှုပ်ထုံးလုံနည်းဆိုတာမသိကြဘူးလားတို့တိုင်းပြည်မှာတို့လူမျိုးတွေတော်ကောင်းကြီးများရေဘေးရန်နေပတ်ပတ်လဲအောင်ဝိုင်းမနေဘူးလားအဲ့ဒီဝိုင်းနေတဲ့တို့တိုင်းပြည်ကတို့တိုင်းတို့ပြည်သားတွေဘေးရန်တွေကလွတ်ကင်းပါစေကြောင်းရည်ရွယ်ပြုပြီးတော့ကုသိုလ်တွေသစ္စာပြုလို့တောင်းစုတွေပြုမေတ္တာတွေဝေနေတယ်ဆိုတာမသိကြဘူးလားရွှေမြမမယဒါကတော်ကောင်းတွေရဲ့ထုံးတော်ကောင်းတွေမှာလှုပ်ရုပ်လှုပ်စင်းရှိတယ်ဆိုတာမသိကြဘူးလားသဘောပိုင်လားဟဲ့တို့ကတော်ကောင်းကြီးများရေတခြားတွေလားလူသားတွေလားလူသားတွေဆိုတော့တော်ကောင်းကြီးများရေလူသားနှလုံးသားရှိဖို့မလိုဘူးလားပကုံးနှစ်ပတ်ကခေါင်းပေါက်ထားတာနာရောလဲလားခြေရောကျင်နဲ့သလားဒါကြောင့်တော်ကောင်းကြီးများရေဘေးရန်ပတ်ချာဝိုင်းနေတဲ့တို့တိုင်းပြည်မှာဒီလောက်ဘေးရန်တွေများဘေးရန်တွေပေါ်ဒုက္ခတွေများနေတိုင်းသူပြည်သားအားလုံးတိုင်းသူပြည်သားချင်းချင်းနိုင်တဲ့ဘက်ကပြီးဝိုင်းပြီးတော့မကူကြဘူးလားဟုတ်ရွှေပြမများလည်းပဲကိုတိုင်းပြည်မှာဒုက္ခရောက်နေတဲ့ခါကျတော့ကိုနိုင်ရတွေဝိုင်းပြီးတော့မကူကြဘူးလားကူလဲကူလူလဲလူတယ်ဆိုတာမသိကြဘူးလားအဲ့ဒါဘယ်စိတ်ရှိလို့လဲဘာဓာတ်ခံရှိလို့လဲလို့မေးရင်တော်ကောင်းဓာတ်ခံရှိလို့တဲ့ဘာဓာတ်ခံရှိလို့ပြောဘာဓာတ်ခံရှိလို့အကြောင်းသာရုဏာတော်ကောင်းတွေဟာသာရုပုံဉ္ဇဉ်ကောင်းဖို့ကိုဒုက္ခရံပြုရမှာလွယ်တယ်ကောင်းတာတွေကိုတော်ကောင်းတွေပဲပြု
ခုတရားဝဲကြည့်ပေါ့လူငယ်တွေပဲလူလက်ပိုင်းတွေပဲအဲ့ဒီလူငယ်တွေလူလက်ပိုင်းတွေဘာလို့လဲတိုင်းပြည်ကနေပြီးတော့တခြားတိုင်းပြည်ရောက်လာပြီးတော့ခေါင်းနာကိုလုံးရမှတော်ကောင်းကြီးမြတ်ရေတို့ရွှေမြန်မာမြတ်မသိဘူးလားအဲ့ဒါဟာသူတော်ကောင်းတွေလှုပ်ရိုးလှုပ်စင်တိုင်းလှုပ်ခဲ့တာဖြစ်တဲ့အတွက်သူလည်းပဲတော်ကောင်းဓာတ်ခံရှိလို့လှုပ်ကြမယ်ဆိုတဲ့ဒီစိမ်မွေးပြီးတော့ဒီနေရာရောက်လာကြတယ်ဆိုတာမသိကြဘူးလားရွှေမြန်မာမြတ်ဘာမှမကောင်းမှုဆိုရင်ပန်းပြီးနာမကောင်းတဲ့ပုဂ္ဂိုလ်လူမိုက်သွေကသာလျင်စာကဘာမှမကောင်းမှုဆိုရင်ပန်းပြီးနာမကောင်းတဲ့ပုဂ္ဂိုလ်လူယုံမာတွေကသာလျင်သူကရံပြုလွယ်တယ်မကောင်းတာတွေဘယ်သူတွေလုပ်တယ်လဲလူမိုက်တွေလုပ်တယ်တဲ့ပြောမကောင်းတာတွေဘယ်သူတွေလုပ်တယ်လဲမကောင်းတာတွေဘယ်သူတွေကြိုက်တယ်လဲဟဲ့ပြောဟဲ့နတ်ကတော်ကြီးလိုငုံငုံကြီးထိုင်မနေနဲ့အိုးရွှေမြန်မာဗျာလက်အုပ်ကလေးတွေအောက်ချသားပြီးလွတ်လွတ်လပ်လိုက်ကြိုက်နဲ့တက်တယ်လို့ထိုင်ပြီးနာဒါပေမဲ့လို့ဗဇက်ကလေးကတော့မေးရင်ဖြေဖို့မလိုဘူးလားဟဲ့ဒီဗဇက်ကလေဒီဗဇက်ကထွက်လာတဲ့လေလေးကတော်ကောင်းကြီးမြတ်ရဲ့အဲ့ဒီအသက်လေးရှင်တန်ခွင့်ရတော့လေးပဲအသုံးချခွင့်ရတယ်ဆိုတာမသိကြဘူးလားမနမိုးလင်းကနေညာမိုးချုပ်ဒီဗဇက်ကထွက်တဲ့အတန်ကောင်းတာပြောတာများသလားမကောင်းတာအတန်ပြောတာများသလားမမှန်ညာစမ်းရွှေမြန်မာဗျာအခုလိုတရားဝဲလေးမှာကောင်းတာလေးတွေပြောခွင့်ရမနေဘူးလားရနေတော့လေကြိုးစားပြောဖို့မလိုဘူးလားဒါဟာသူများလားကိုရေးလားသူများရေးလားကိုရေးလားအမလေးလေရင်တော့ကြလို့မမီမာဆိုလို့ရင်ခုံရတာတမျိုးသူတို့ကတကူကိုတွေလုံနေကြတယ်ဘုန်းကြီးနဲ့ပြောတာကိုလုံးမလုပ်ရဘူးတပည့်တော်တို့အေးပါဖယားလို့ပြောရတယ်ရွှေမြန်မာဗျာဟဲဘ누구ရေးတော့ဟဲလို့လုံးလေအမလေးဟဲလေရင်လေးနှစ်ခေါက်လောက်စီးရတယ်မိုးထိုးသွားတယ်လို့မျိုးမလုံးနဲ့အောင်ရွှေမြန်မာဗျာဒါဟာသူရေးသူများရေးလားကိုရေးလားဟဲဒီလိုသင်တော့လေရလွယ်တယ်နော်ရွှေမြန်မာဗျာတဘဝဇာရေးလားတတန္တရာလုံးဇာရေးလားအမေတရားလာနာရင်ဘဒုကုသိုလ်ရမယ်အမေပေါ့ဘယ်နဲ့တပည့်တော်တို့လုံနေရတာဒုက္ခပဲနေရမြင်တဲ့တပည့်တော်တို့မလုံနဲ့လေဩဒုက္ခပဲဟဲ့နှစ်ထီး၅ချက်နမ၅ချက်နဲ့ဖြစ်နေပါပြီရွှေမြန်မာဗျာအမေတရားလာနာရင်ဘဒုကုသိုလ်ရမယ်အဖေတရားလာနာရင်ဘဒုကုသိုလ်ရမယ်သားရင်သမီးတွေတရားနာတော့အခုကိုယ်တိုင်ရောက်နေတယ်ဆိုတော့မတူရေးတော့တဘဝဇာရေးလားတသန္တရာလုံးဇာရေးလားစက်ယုံနေမှာလုတ်ကိုစီမလုတ်ကြဘူးလားဘာလို့ခြင်းလို့တိုင်းမန်ဒီချိန်တိုင်းငွေနောက်ကြည့်ပဲလိုက်ပြီးငွေပဲလိုချင်နေတာမှန်လားအခုချိန်လေးမှာတော့ကောင်းကြီးရဲ့တရားနာခွင့်ရမနေဘူးလားလူများတိုင်းကြီးရောက်တာတောင်မှကံကောင်းထောက်မှလို့ဘုံရှင်ကံရှင်နေမို့လို့တရားလေးနာခွင့်ရတာနာခွင့်ရတဲ့တရားလေးကသူများရေးလားကိုရေးလားဒိုရေးနဲ့လေဟောခဲ့တဲ့ထဲပါသေးလားဟေးဟုတ်လားအေးပေါ်မှန်လားဟေးဒိုရေးနဲ့ပြောတာနိုင်ငံရေးပြောတာမဟုတ်ပါဘူးတော်ကောင်းကြီးမြတ်ရေဘာလို့လဲအဲ့ဒီဒိုရေးဆိုတာတော်ကောင်းကြီးမြတ်ရေဒီအရေးကလည်းပဲဘသူရေးတော့ပို့လို့တောင်အရေးမကြီးဘူးလားတဘဝဇာလားတသန္တရာလုံးဇာလားတို့ကသန္တရာခရီးနာနေလားသန္တရာခရီးသွားတွေလားတို့ကနေရမှာလားသေရမှာလားသဘောပိုင်လားဟေးနာရောလဲရလားဟိုနောက်ကတကားတွေတို့ကိုယ်တွေတို့ကြီးမတွေတို့မတွေနာရောလဲရလားခြေရောခြေနဲ့သလားမရောမမီရလားတို့ရေးလူအော်နေတာဟာဒီနေရာမှာပို့အော်ရမယ်ဆိုတာမသိကြဘူးလားလူများရေးလားကိုရေးလားဒါဆိုရင်ရသွားပြီတော်ကောင်းကြီးမြတ်ကြီးဒါဟာတော်ကောင်းဓာတ်ခံရှိလို့မို့လို့တော်ကောင်းကြီးမြတ်ကြီးကိုယ့်အတွက်ကိုလာလုံးကြတယ်ဆိုတာမသိကြဘူးလားဒါကြောင့်တော်ကောင်းကြီးမြတ်ကြီးအလွန်ယမတန်မှမျက်နှိုးစရာကောင်းလောကမှာလူရည်လို့ဖြစ်လာကြတဲ့အခါမှာတော်ကောင်းကြီးမြတ်ကြီးဘာလို့လဲဘေးရန်ပေါ်နေတဲ့လောကကြီးထဲမှာဘေးရန်ကင်းအောင်လည်းပဲကိုယ်တိုင်နေတတ်ပြီးတော့
ကိုပဝဉ္ဉင်ကိုလည်းပဲဘေးရန်ကင်းအောင်လုပ်ပေးနိုင်ခြင်းဟာအရဟဉာဏ်ရှိသူတို့ရဲ့လုပ်ရတဲ့မှန်လားဟဲ့တရားဓမ္မမယာရွှေမြမမယာပြန်ပြီးစဉ်းစားကြည့်ပေါ့ပြန်ပြီးစဉ်းစားကြည့်ပေါ့ပင်လယ်ဟာတိုက်ပါမယ်လို့အာမခံသလားပင်လယ်ဟာလေပီတွေကြီးတိုက်ပါမယ်လို့အာမခံသလားမုံနိုင်လဲထံအောင်မှာပေါ့အပေါ်မောကြည့်လိုက်ပြန်တော့ကောင်းငင်ကတိမ်လိုက်တွေကအမြဲတမ်းဖြူနေတာဟုတ်လို့လားတိမ်မဲတွေတိမ်ညိုတွေလည်းဆင်အောင်မှာပေါ့လောကကြီးကမြဲတဲ့လောကဖြစ်ချင်တာတွေဖြစ်ခွင့်ရတဲ့လောကဟုတ်လို့လားမဖြစ်ချင်တာတွေလည်းဖြစ်ခွင့်ရနေတယ်ဆိုတာမသိကြဘူးလားဒီတော်တွေကိုလက်ခံနိုင်ဖို့မလိုဘူးလားအဲ့ဒီဆိုလို့ရှိရင်တော်ကောင်းကြီးမြတ်ကြီးဘာလို့လဲလို့မေးလို့ရှိရင်လောကကြီးကမမြဲတယ်လို့ပဲဟိုကောင်းကင်ကိုမောကြည့်လိုက်တော့တိမ်တိုက်တွေကဖြူရောင်နေမသွေးရပြန်တော့လည်းပဲတော်ကောင်းကြီးမြတ်ကြီးစိတ်ညစ်အားငယ်နေစေရလိုသလားပင်လေတွေကလေးပြည်ဒီကြီးမတိုက်လို့လည်းပဲဝမ်းနေပက်လက်ပြပြီးထိုင်ပြီးငိုနေစေရလိုသလားမြဲလို့လားမမြဲလို့လားမှန်လားဟဲ့ဒါကြောင့်ရှေးစာကလောကဇက်ကုံဤလူဘုံ၌လောကဇက်ကုံဤလူဘုံ၌မျိုးစုံကကြမျိုးစုံကကြမမာနနဲ့ငါကရာစာငါကတတိငါဘဂိဟုငါကရာစာငါကတတိငါဘဂိဟုလောကဇက်ခုံပါလေးဗျကနေကြတာငါကမင်းနဲ့ငါကတတိတဲ့ငါကတကြွေတဲ့ငါကဆယ်လီတဲ့ငါကဆက်သလီတဲ့ရွှေမြမမရငါကရုပ်ချောတယ်ငါကတန်ဖွေးတယ်ငါကရမောင်းကောင်းတယ်ငါကနေနိုင်တယ်စားနိုင်တယ်ဝတ်နိုင်တယ်ဆိုပြီးတော့တော်ကောင်းကြီးများကြီးငါမန်နေသက်နေကြတယ်ဆိုတာမသေးကြဘူးလားဒါကြောင့်ငါတွေတွက်ကြွလူပါလာတို့တဲ့စာကလောကဇက်ခုံဤလူဘုံ၌မျိုးစုံကကြမမာနနဲ့ငါကရာတတိငါဘဂိဟုငါသွေတက်ကြွလူပါလာတို့စာပေတိုင်းပြောလို့ရှိရင်ဘာလာဆိုတဲ့ပုဂ္ဂလိပါမလာဘူးလားဘာလာလားဆိုလို့ရှိရင်နားလဲပြီးဘာလာဆိုတာကတော်ကောင်းကြီးရဲ့ပညာရှိကိုပြောတာလားလူမိုက်ကိုပြောတာလားဘာလာဆိုတာလူမိုက်ဖယ်လေးမှန်လားဟဲ့လူလိမ္မာကိုပြောတာလားလူမိုက်ကိုပြောတာလားငါကရာဇာငါကတတိငါဘဂိဟုငါတွေတကြွမမာနနဲ့လူပါလာတို့ငါသွေးတကြွနေတဲ့လူပါလာတွေတဲ့ငါမင်းမဲကွာထင်ရလုံးမယ်ဆိုရင်အဲ့ဒါဘာလို့လဲလူမိုက်မင်းမဲဖြစ်မှာပေါ့တဘောပါရလားဟဲ့ရွှေမြမမင်းရတဘောပါရလားဟဲ့ဟာငါကတတိပဲကွာငါထင်ရလုံးမှာပေါ့ငါခိုင်းတာလုံးငါပြောတာလို့ငါခိုင်းတာလို့ငါကြွေးတာစားငါပေးတာယူဆိုရင်တော်ကောင်းကြီးရဲ့အဲ့ဒီတတိလူမိုက်တတိပဲဖြစ်မှာပေါ့မှန်လားဟဲ့ရွှေမြမမင်းရတို့ကမြဲတဲ့လူတွေလားမမြဲတဲ့လူတွေလားသဘောပိုင်လားဟိအဲ့ဒါဝတ္တရာကောင်းကြီးရဲ့ကိုမသေးမဲ့လူစရင်သွန်းပြီးတော့မသေးမဲ့လူကြီးကြလို့မမာနတွေထောင်လွှမ်းနေလို့ရပါမလားတခါမမရလာရောလေရလားချင်းရောချင်းနဲ့သလားဒါကြောင့်အိတ်ချင်းပြောင်းဒါလေးဆိုကြည့်တန်တုံသောစံခက်ကြဲကြဲဆိုမဲ့တန်တုံသောစံနေနောခံလေစံကြခံကြခဏလေးပါတန်တုံသောစံနေနောခံလေစံကြခံကြခဏလေးပါဆိုကြည့်မယ်ဒါလေးတော့သာနုံသောစံနေနောခံလေစံကြခံကြခဏလေးပါစံကြခံကြခဏလေးပါ
နေတော်ခံလေဟဲ့ငါဒီလိုထောင်ထားတာရွှေမြန်မာမြာမလီအာယုန်နေယူနေလိုက်ကြတာသောတာပန်ကြီးတွေကြားလို့သုံးកောက်ဆိုလို့ပြောတာမလီရေတောက်ချိန်လောက်မရဘူးဟဲ့ရွှေမြန်မာမြာအလွန်ရင်မတန်မတော်ကောင်းကြီးမြတ်ဘဝကနေအမြင်အသက်ကြတွေနဲ့ရောပြောနေတယ်ဆိုတာမသေးကြဘူးလားလိုင်းဌာနတွေလည်းပဲဂျုံခဲ့ဘူးတယ်ဆိုတာမသေးကြဘူးလားလေနူလေးတွေတိုက်ခိုက်တာလည်းပဲဂျုံခဲ့ရတယ်ဆိုတာမသေးကြဘူးလားလေနူလေးတွေတိုက်ခိုက်လို့လည်းပဲမသားရနဲ့လိုင်းနေထမ်းမြန်တော့လည်းပဲတော်ကောင်းကြီးမြတ်ဝမ်းနေနေစရာလိုသလားဒါကတော်ကောင်းကြီးမြတ်မြဲတဲ့လောကလားမမြဲတဲ့လောကလားတို့လူသားတွေကတို့ခန္ဓာကိုယ်ကြီးကမြဲတဲ့ခန္ဓာလားမမြဲတဲ့ခန္ဓာလားအခုကြည့်လေတို့ညီမြန်တို့ညီမမြန်တို့ကိုမြန်တို့အမမြန်ကြည့်ကြည့်မနက်ကင်းတော့ကြောနေလာတယ်အခုတော့ချွေးလေးတွေစိုးပြီးတော့ပြင်ထားတဲ့အလှပြင်ထားတဲ့ဟာလေးတွေကမိတ်ကက်လေးတွေကတပြေးပြေးနေအပေါ်မှာရှိသေးသလားကိုမှန်လေးနဲ့ကြည့်ကြည့်သိသလားဘလို့လေးဖြစ်သားရုပ်လေးကပြက်လာတယ်မှန်လားဟဲ့ဟိုတော့ကလေနည်းနည်းလေးအချိန်လေးပို့လို့ယူလို့ရလားညလေရင်9 နာရီမှတက်မှဆိုတော့လေတရားတော်မှာများဦးဇင်းတို့ကညာတော်ချင်းပြန်ရမယ်မနေ့ပြန်စလင်းဒီတရားဝဲရှိဒီနေ့လေတရားမနေ့ကလည်းတရားဝဲဟောပြီးတက်လာတယ်နောက်နေ့လည်းပဲဒီနေ့ညလေရင်လည်းနောက်နေ့ညာတော်ချင်းပြန်ပြီးစလင်းဒီပြန်မောင်းပြီးပြန်ရတရားဝဲပေါ်200နဲ့မှ58ပွဲထိရှိတယ်အခုလက်ခံထားတဲ့ပွဲကဒါပေမဲ့လို့ဦးဇင်းတို့ကဘာပြောချင်တာလဲလို့မေးလို့ရှိရင်အဲ့ဒီတရားဝဲရှိတာကိုကြီးညာနေတာမဟုတ်ဘူးဘာပြောချင်တာလဲလို့မေးလို့ရှိရင်တို့တက္ကကြီးတက္ကမကြီးတို့ရဲ့နှလုံးသားထဲမှာဓမ္မကိန်းနေအောင်လို့လာပြီးတော့ကျေးဇူးဆက်ရကြိုးလေးလာရကြိုးလေးနာရကြိုးလေးနှက်သွားဖို့မလိုဘူးလားဦးဇင်းတို့လည်းမောရကြိုးပန်းရကြိုးနှက်ဖို့မလိုဘူးလားတို့တက္ကကြီးတက္ကမကြီးတက္ကလေးတွေတက္ကမလေးတွေလည်းပဲမောရပန်းရကြိုးနှက်ဖို့မလိုဘူးလားမှန်လားဗျာဒါကြောင့်တော်ကောင်းကြီးရဲ့ဗမာဆိုရိုးစကားလေးရှိတယ်အကွတ်မရှိတဲ့ကျမ်းဟာဗျံပါရာတဲ့ဗါတယ်တော့အခုတို့ရွှေမြန်မာမြတ်သူတော်ဝန်တိုင်းပြည်မှာလာရောက်ကြတဲ့တို့ညီမြတ်တို့ညီမမြတ်တို့ကိုမြတ်တို့အမမြတ်လာပြီးတော့အကွတ်လာကွတ်တယ်လို့ပြောမယ်ဆိုပြောလို့မရဘူးလားသူတော်ဝန်တိုင်းပြည်မှာဗျံပါရာမဖြစ်အောင်လို့မှန်လားဟဲ့ရွှေမြန်မာမြတ်တို့ညီမြတ်တို့ညီမမြတ်တို့ကိုမြတ်တို့အမမြတ်ရဲ့နှလုံးသားထဲမှာဓမ္မတွေနဲ့ကွတ်ထားမယ်ဆိုလို့ရှိရင်ကိုဘဝလေးအမြဲတစေလှမ်းပမယ်ဆိုတာမသေးကြဘူးလားဖယူဖရဲကျင်းเสียလို့သလားအေးဒီသဘောလေးနားလည်အောင်လို့ဦးဇင်းတို့ကလာပြီးတော့ပြောတာမှန်လားဗျာအဲ့တော့ဦးဇင်းတို့ကဘာလို့တလဲလို့မေးလို့ရှိရင်တရားဝဲတွေလာပြီးတော့ပြောကြတဲ့အခါမှာဒုသတော်ကောင်းတို့ယင်တဲ့နှလုံးသားထဲရောက်ဖို့လည်းပဲမလိုဘူးလားရောက်အောင်လည်းပဲပြောနေရတာပဲမှန်လားဟဲ့အခုပြောနေရင်တော်ကောင်းကြီးရဲ့အချိန်ပိုလေးယူမယ်ဦးမယ်ဆိုတော့ဘာပြောချင်တာလဲလို့မေးလို့ရှိရင်ဦးဇင်းတို့အညာဒေသတွေမှာလေဟိုဒီကနမကြီးများအမကြီးများမြင်ပြီးတော့စိတ်ထဲမှာဘာဖြစ်သွားသလဲဆိုတော့ဦးဇင်းတို့တော့အလှူတွေမှာတပေါင်းလားဆိုလို့ရှိရင်အလှူတွေလှူတယ်မဟုတ်လားတပေါင်းတကူဆိုရင်တို့ဗမာပြည်မှာလှူပြီးအလှူကြီးတွေလှူပြီးအလှူလှူပြီးဆိုတော့ဦးဇင်းတို့ကအဲ့ဒီတော့ကပြင်ဦးလွန်မှာပွန့်ပြူနယ်ကဒကမာကြီးတရဝါဖိုင်းကြီးနဲ့ဒကမာကြီးတရပြင်ဦးလွန်လာပြီးတော့ဦးဇင်းတို့စီမှာဘာလို့လဲတရားဝဲလာတောင်းဒါပင့်အဲ့ဒီပင့်တဲ့ခါညာဒကမာကြီးရိုးကြီးနဲ့ဆွဲကြိုးကုန်းကြီးကတကုန်းနဲ့ဘာလို့လဲသပင်ကနေပြီးတော့ထုံထားတာတမာရီတုံးလောက်လေးပေါ့ဦးဇင်းတေချာကြည့်ထားဒကမာကြီးဘာလာလို့တာလဲတရားဝဲလာပင့်တာအရှင်ဘုရားကြီးညိုလွန်းလို့ကောင်းပြီဒကမာကြီးဘယ်နေ့ဘယ်ရက်ဟောရမယ်ပေါ့နေပွဲကောညာပွဲကောယင်းနီလဲယင်းနီကျေးဇူးလဲရှိတော့ဦးဇင်းတို့ကနေပွဲလဲပေးတယ်မှန်လဲပြောရင်တို့ရွှေမြန်မာများနေဝဲတရားကမပေးချင်ဘူးရွှေမြန်မာများနေဝဲတရားကဦးဇင်းတို့ကမပေးချင်ဘူးဘာဖြစ်လို့မပေးချင်တယ်လဲလို့မေးလို့ရှိရင်နေဆိုတော့အခုမီးတွေဆလိုက်တွေပါသလားမပါဘူးသူမလှတာလဲကိုမြင်ရကိုမလှတာလဲသူမြင်ရမှန်လားဗျာအခုလူဆိုတော့ခင်ဗျားတို့ကဘာလို့လဲမိတ်ကပ်တွေလိမ့်ထားတော့လှနေအောင်ပါဘုန်းကြီးဆိုတော့လိမ့်လို့ရလား natural beauty ဆိုတာဒါပြောတာမှန်လားဗျာအဲလှမလှသေးကြတာကအဲ့ဒီကမာကြီးလာပင့်တဲ့အချိန်မှာတရားဝဲကဲလက်ခံလိုက်ပြီသဘောင်းလာလဲရောက်တရားဝဲသွားပြီပေါ့ဘုရားတို့မကွေးတိုင်းဆိုတာသိတဲ့အတိုင်းပဲတိတ်ပူတယ်လေဗျအညာကမှန်လားပူတော့အလူဝဲဆိုပြီးတော့အညာလူဝဲသွားလိုက်တာဘာလို့လဲလို့မေးလို့ရှိရင်အဲ့ဒီမှာအလူအဝံနေအလူနေမှာမန္တလှဲ့အလူလှဲ့အညာစကလုံးနဲ့ပြောရင်ရှင်လောင်းလှဲ့တယ်ပေါ့ဘာလှဲ့တာပြောရင်ဘာလှဲ့
အဲ့ဒီရှင်လောင်းလဲတဲ့ခါကျတော့အဲ့ဒီရှင်လောင်းလဲဝဲမှာဘာလို့လဲလို့မေးလို့ရှင်ဦးဇင်းတို့ကလည်းတရားဟောတဲ့ဘုန်းကြီးဆိုတော့ဟဲကုံချမ်းလေးရာနုံနုဆိုပြီးတော့ကြောင်းအပြင်ထွက်ပြီးတော့ဝန္ဒနာဘက်ကကြည့်မတို့လမ်းပင်းတဲ့အလူတကာကြီးနဲ့လူမာကြီးဘယ်မလဲမသိရှေဝန်းနေနောက်ဝန်းနေနဲ့ကြာနာနာတော်တော်နဲ့တော်တော်မမြင်ရဘူးအဲ့ဒါဘာလို့လဲလို့မေးလို့ရှင်တပြေးပြေးနီးလာတဲ့ခါကျအလူမာကြီးမြင်ရပါပေါ့အစိမ်းဝမ်းဆက်ကြီးနဲ့ဝါဖိုင်ကြီးအညာဓမ္မဆိုတော့သိတဲ့အတိုင်းပဲလေခင်ဗျားတို့တို့ဦးဇင်းတို့သိတဲ့အတိုင်းပဲဘာလို့လဲအသားလေးကဘာလို့လဲဟဲမဲတယ်လို့တော့မပြောပါနဲ့ဟဲချောကလက်ရောင်ပါဟဲရွှေမြန်မာဗျာမလေးချောကလက်ရောင်အနက်နုရောင်လေးတန်းနေတာစားကြည့်ချိုးတယ်ရွှေမြန်မာဗျာချောကလက်စားဘူးလားဘလို့နေတော့ဟေးအညာသားတွေအညာသူတွေကလည်းအဲ့လိုပဲတော့ပိုင်လိုက်အဲ့ဒီတကောင်ကြီးအသားမဲကြီးနဲ့ဝတ်ထားတာအစိမ်းရောင်ကြီးတော်ပြီပေါ့ကိုညာသူညာသားလိမ့်နေကြဘာလို့လဲတင်ဆွဲထားရလှနေတာကိုခုတော့နေကြီးကပူတပေါင်းလှကြီး3 နာရီလောက်ကြီးပေါ့တရွာလုံးလှည့်ပြီးတော့ဘုန်းကြီးကျောင်းရောက်လာတော့ကြည့်လိုက်တဲ့ခါကျတော့လေအစိမ်းရောင်ဝမ်းဆက်ကြီးနဲ့ချွေးတွေကပြိုက်ခေါင်းတွေကလည်းပဲအပေါ်ကဦးစင်းစီလာတော့ကစတုံးကဘာလို့လဲတမာရီတုံးလောက်လေးရှိအခုတော့ခေါင်းကြီးပေါ်မှာတင်လာတာဘီးစက်ဘက်ကြီးတုံးကြီးနဲ့အကြီးပြင်းစင်ပြီးတင်လာရွှေတွေရောငွေတွေရောအတူတွေလားမသိအစ်စ်တွေလားမသိနဲ့ထိုးလာကြည့်လိုက်တဲ့အခါကျနေကပူနဲ့ခေါင်းကြီးကနေပြီးတော့တော်ကြီးနေပူတော့ဘာထွက်တာပြောစင်ရွှေမြမများခေါင်းလေးကနေပူတော့ဘာထွက်တာအဲ့ဒီချွေးကခေါင်းလေးကချွေးကနေပြီးတော့တဖြည်းဖြည်းတော်ခေါင်းကြီးမြတ်ကြီးဘယ်ပေါ်စီးတာနှစ်ပူပေါ်စီးကြအဲ့ဒီနှစ်ပူပေါ်စီးရင်ကနေပြီးဒီတိုင်းမနေဘူးဗျာဟဲ့ဒီမျက်ခုံးလေးပေါ်မစီးဘူးလားအဲ့ဒီမျက်ခုံးကနေပြီးတော့ဟဲ့ဒီမျက်ခွန်လေးပေါ်မစီးဘူးလားရွှေမြမများအမှန်တိုင်းပြောစမ်းတို့ညီမများတို့မများမျက်ခွန်လေးပေါ်မှာအမဲရောင်လေးကဘာခေါ်တာကာချေဟေးငါသိတာကာချေလို့ပဲသိတယ်အိုင်းလိန်တာကဘလို့ပါလာတယ်လဲမသိဘူးရွှေမြမများအဲ့ဒီကာချေလို့ပဲထားလိုက်တော့အဲ့ဒီအမဲလေးမရှိဘူးလားအပေါ်ကခေါင်းမော်ကနေနှစ်ဖူးပေါ်ချွေးကစီးပြီးတော့အဲ့ဒီကာချေတွေပေါ်လဲရောက်ကာချေကြီးပြောပါရောလားရွှေမြမများကာချေတွေကပြောပြီးတော့အပေါ်ကနေပြီးတော့တော်ကောင်းကြီးစီးလာတဲ့ချွေးကကာချေပေါ်ကနေပြီးတော့ပျော်ကျပြီးတော့အမဲရောင်မတန်ဘူးလားအဖြူရောင်မိတ်ကပ်ဘော်ဒီမှာလီအမဲရောင်အစည်းတွေကဟိုဘက်တွေရောဒီဘက်တွေရောနီးလေးမြင်ရလေပေါ့ကျုပ်ကအနာကြီးတယ်ဟဲ့ငါတို့လူမကြီးဘလို့ဖြစ်တာလဲမသိအစိမ်းရောင်ဝမ်းဆက်ကြီးနဲ့ဟဲဒီတဲ့အစိမ်းရောင်အမတွေတက္ကမတွေများပါရင်သိခံစားမှာရွှေမြမများအေးစိမ်းရောင်ဝမ်းဆက်ကြီးနဲ့တို့တက္ကမကြီးဘလို့ဖြစ်တာလဲမသိနေပြီးတော့အလူဆိုတော့သိတဲ့အတိုင်းပဲလေခင်ဗျားတို့ကျတို့ဘေးကနေပြီးတော့အလူလဲတဲ့ပုံကိုယ်တွေကဘာလို့လဲအမျိုးသမီးတွေမျိုးသားတွေကကုံမာကြီးမျိုးသားမျိုးသမီးတွေကတခန်းသနာတူးထက်ငါအပြိုင်ဆိုင်ဝက်ပြီးတော့လဲတဲ့ခါကျတော့ဘေးကနေဝိုင်းကြည့်တဲ့သူတွေလည်းမရှိဘူးလားဘေးကနေပြီးတော့ဝိုင်းကြည့်မလီအလူမာကြီးလို့ခေါ်လေသူစိတ်ထဲမှာသူ့ကိုယ်သူလှတဲ့ကျလို့တပြဲကြီးနဲ့ပြုံပြလေးအလူမာကဘလူးကြီးနဲ့ရွှေမြမဗျာဝတ်ထားတဲ့ဟာကနှစ်ဖူးကနေပြီးတော့အဲ့ဒီမျက်ကွန်ပေါ်မှာစီးလာတဲ့ဟောကာချေကဒီဘက်တစ်ကြောင်းလေးဆိုတော့ကြည်လေးအဲ့ဒီလူမကအဲ့ကိုသူကပြုံးပြသေးတယ်မှန်လားရွှေမြမဗျာဟဲတို့ဒီထဲတော့အဲ့လိုမျိုးမပါတော့ဘူးတဲ့တူတယ်နော်အဲ့ဒါအညာမဟဲရိုက်ကူးကြီးတွေနဲ့လိုက်လွန်နေတာလားမသိဘူးဒါဗမာပြည်ကအညာကအလူမကြီးမြင်တော့ပြီးကြပါရောလားရွှေမြမများကဲရှိစီတော့ပြောလက်စနဲ့တော်ကောင်းကြီးမြတ်အဲ့ဒီမှာတော်ကောင်းကြီးမြတ်ဘာလို့တလဲလို့မေးလို့ရှိရင်မနှခင်းတဲ့ကအသွားတော့ကတော့ကြောနေမှာပေါ့မှန်လားတပြေးပြေးနဲ့တော်ကောင်းကြီးရဲ့အချိန်ကြီးကုန်နိုင်ရီစားလာတဲ့ကတော်ကောင်းကြီးရဲ့လက်ရသွားရတာကြာလာတဲ့ခါကျတော့ပို့လို့တောင်မှတော်ကောင်းကြီးရဲ့ချွေးရထွက်မလာဘူးလားရုပ်ခန္ဓာကြီးကမြဲလို့လားမမြဲလို့လားဒါကြောင့်မမြဲတာပို့ပြီးတော့ရုပ်ဆိုးမသွားအောင်ခက်ကြာလေးမဟောဘဲနဲ့ခက်မြန်လေးပြောရင်မကောင်းဘူးလားရွှေမြမများကောင်းတယ်ဆိုလဲကောင်းတယ်ပေါ့ဟဲ့သိကြအောင်ဟဲ့
ရွှေမြမများကဲဆက်ကြအောင်ဆိုရင်တော်ကောင်းကြီးရဲ့ကတန္တာနာနာကမ္မာနာဣဋ္ဌနေတိမိအာဂတိယောနိသောသိဋ္ဌံတန္တာယတရိယနာဝီကောယထာကတန္တာနာနာကမ္မာနာဣဋ္ဌနေတိမိအာဂတိယောနိသောသိဋ္ဌံတန္တာယတရိယနာဝီကောယထာနာနကမနကံကောင်းကံစုမျိုးမျိုးတို့သည်ကတ္တဘဝများစွာသန္တရာကမကွာထချမ်းပြုအပ်ခဲ့လေသောကြောင့်ဣဋ္ဌာနေတိမိအကောင်းအစိုးအာယုန်နှမျိုးတို့သည်အာဂတိပြီးရောက်လာခဲ့ပါတော့လေပဲနာဝီကောယထာမင်းလေးကိုကူးကြတဲ့မာလိန်မှုကဲ့သို့ယောနိတော်သင်လျောကံတော်မထုံရဉာဏ်လုံးလာဖြင့်ဒိဋ္ဌံဒုက္ခမိစ္ဆစုစုပွားသည်ဝကမ္မစခန္ဓာဘုနိဗ္ဗာန်တောင်တန်းဟောဘကံကိုရွှေမြမမယနိဗ္ဗာန်တောင်တန်းဟောဘကံကိုဗါတဲ့တော်ဟဲ့တရိယလောကရန်လိုင်းလီမုံတိုင်းကြောင့်မဆိုင်မလုံညံအားထုတ်လျက်သုံးသုံးလျင်စွာကုခရတော်တည်းဒါကြောင့်ဘဝမှာလူရည်လို့ဖြစ်လာကြတဲ့အခါမှာမမြဲတာကိုနားလဲပါဘာကိုနားလဲပြန်ပြောဘာကိုနားလဲရမမြဲတာကိုနားလဲရမယ်ဆိုလို့ရှိရင်တို့လူသားတွေမြဲသလားတက်ရှိတက်မဲ့အရာအလုံးမြဲသလားလောကကြီးထဲမှာကြံခဲ့ရမယ်ပုဂ္ဂိုလ်ရှိလို့လားအလုံးကထွက်ခွာသွားရမယ်သူတွေကြီးပဲဆိုတာမသိကြဘူးလားအဲ့ဒီထွက်ခွာသွားရမယ်သူတွေချင်းချင်းအကျဉ်းသာတရားလေးထားဖို့မကောင်းဘူးလားဒါကြောင့်တော်ကောင်းကြီးများရဲ့အကျဉ်းသာနဲ့ပြောအကျဉ်းသာနဲ့သဘောပိုင်လားဟဲ့မမြဲနေတဲ့လူသားချင်းချင်းအတ္တတွေကြီးစိုးနေလို့ရပါမလားမမြဲနေတဲ့လူသားချင်းချင်းရိုင်းဆိုင်နေလို့ရပါမလားမမြဲနေတဲ့လူသားချင်းချင်းတတ်တာဖြတ်တာရိုက်တာပုတ်တာစောကားတာတွေလုံးနေလို့ရပါမလားဒုက္ခတော်ကောင်းကြီးရဲ့တခြားလားလူသားတွေလားကုသလမနုဿာဇာနာတိတိမနုသောကုသိုလ်အကုသိုလ်ကိုသိလို့လူလို့ခေါ်တာဘာကိုပြောဟိတို့ညီမများတို့ကိုများတို့ညီများကြိုးစားပြီးတော့ခက်ကြဲကြဲပြောကြည့်ဘာကိုသိလို့ကာရဏနဲ့ကာရဏမနတိဇာနာတိတိမနုသောအကြောင်းအကျိုးကိုသိလို့လူလို့ခေါ်တာဘာကိုသိလို့ပြောပါအောင်ဗါလဲတော့ဟဲ့သဘောပိုင်လားဟဲ့ဒါဆိုရင်တော်ကောင်းကြီးကောင်းတာလည်းသိတယ်ဆိုတာလည်းသိတယ်အကြောင်းလည်းသိတယ်အကျိုးလည်းသိတယ်အကြောင်းကောင်းမှအကြောင်းမကောင်းရင်ဒီသဘောတွေသိနေလို့ဘာလို့ခေါ်တာသဘောပိုင်လားဟဲ့ပဇွန်နေဟာလေပဇွန်နေဟာကောင်းမပါဘူးဒါပေမဲ့လို့သူတွန်းတူတော်ကောင်းကြီးရဲ့လုံခြုံအောင်ကာကွယ်ပြီးတော့တော်ကောင်းကြီးရဲ့ကြိုးစားပြီးတော့တူးရက်တယ်ပဇွန်နေဟာဦးကောင်းမပါဘူးဒါပေမဲ့လို့သူ့ဘဝသူလုံခြုံအောင်ဖန်တီးတတ်တယ်ပဇွန်နေဟာဦးကောင်းမပါဘူးဒါပေမဲ့လို့တော်ကောင်းကြီးရဲ့ဘာလို့တလဲလို့မေးလို့ရှိရင်အလွန်မတန်မှမျက်နှိုးစွာနဲ့သူ့ကိုယ်သူတော်ကောင်းကြီးရဲ့လုံခြုံအောင်ကာကွယ်တတ်တယ်မှန်လားဟဲ့တို့ကပခုံးတစ်ပတ်ကခေါင်းပေါက်ထားတဲ့လူသားတွေမဟုတ်ဘူးလားရိုင်းပင်းဖို့မလိုဘူးလားကူညီဖို့မလိုဘူးလားကိုလည်းလုံခြုံမှုတွေပေးတယ်လို့ကိုပတ်ဝန်းကျင်ကလူသားတွေလည်းလုံခြုံမှုပေးနိုင်အောင်ကြိုးစားရမယ်ဆိုတာမသေးကြဘူးလားဓမ္မသားလေးအကျဉ်းသာတရားထွန်းကားမှာပေါ့မှန်လားဟဲ့နားလည်လားဟဲ့ထို့ဗမာပြည်ဆိုတာဟာလေတော်ကောင်းကြီးကြီးသူကိုယူသေးတယ်ဟဲ့ရွယ်သူကိုလေးစားတယ်ဟဲ့ငယ်သူကိုတနာတယ်ဟဲ့ဗမာစကားကမှန်လားဟဲ့ကြီးသူကိုရွယ်သူကိုငယ်သူကိုမှန်လားဟဲ့အဲ့ဒါလိုတွေလည်းမဟုတ်သေးဘူးတော်ကောင်းကြီးရဲ့တို့ဗမာပြည်ကတော်ကောင်းကြီးရဲ့ဖယားကယ်တာတွေ
တရားကယ်ရာတွင်သံဃာတော်မြတ်ကယ်ရာတွင်တို့ဗမာပြည်ကျေးဇူးတော်အားထိုသုံးပါးယရနာမှန်ပါဝေတဲ့ဟိုတော့မှာဖယားကယ်ရာတွင်ဒုက္ခတွေရောက်လာရင်လေတရားကယ်ရာတွင်အန္တရာယ်တွေများလာပြီဆိုရင်လေသံဃာတော်မြတ်ကယ်ရာတွင်အခုရေးပြီးကြည့်ပေါ့မှန်လားဟဲ့တို့ဗမာပြည်ကျေးဇူးတော်အားထိုသုံးပါးယရနာမှန်ပါဟဲ့ဘီလီတော့လုံအောင်လေရွှေမြမာများတဘောပိုင်လိုက်ဒါကြောင့်တော်ကောင်းကြီးမြတ်၏ပုရုဇဉ်မန္တမြဆံစရာအာယုံပုရုဇဉ်မန္တမြဆံစရာအာယုံကံမ၍ဂျုံလန်းဆုံးသောဖုံဖုံပြောမွေစိတ်သွားတိုင်းကိုကပါလိုလိုရာပြည်နိုးနှင်းဖြေတစ်တ၍ဟောင်းယိုမာကိုတစ်တ၍ဟောင်းယိုမာကိုကောင်းလို့ရမဆွဲလန်းအောင်ပါအမြဲတမ်းဖြစ်ပြဲရှုကာနှစ်သက်မှုခွာရွှေမြမာမယအမြဲတမ်းဖြစ်ပြဲရှုကာဘာခွာရမယ်နှစ်သက်မှုခွာဘာနဲ့ခွာမယ်တဘောပိုင်လိုက်အားကြောင့်ပုထုဇဉ်မန္တမြဆံစရာအာယုံပုထုဇဉ်မန္တမြဆံစရာအာယုံကံမ၍ကျုံလာဆုံးသောဖုံဖုံပြောမွေစိန်သွားတိုင်းကိုကပါလိုလိုရာပြည်နိုးနှင့်ဖြေတစ်တ၍ဟောင်းယိုမာကိုတစ်တ၍ဟောင်းယိုမာကိုကောင်းလို့ရမဆွဲလန်းအောင်ပါအမြဲတမ်းဖြစ်ပြမှုခွာအမြဲတမ်းဖြစ်ပြရှုကာနှစ်သက်မှုခွာတရားနဲ့နေတဲ့မာဝီတရားနဲ့နေတဲ့မာဝီကျွေလွန့်ငါနီးပြီးမို့လေဟေလေဟဲ့လူကြောင်ဟဲ့ရွှေမြမာမယားတရားနဲ့နေတဲ့မာဝီဘာနဲ့နေတဲ့မီလုတ်ပေါင်းဟဲ့ဘာနဲ့နေတဲ့မီတရားနဲ့နေတဲ့မာဝီကျွေလွန့်ငါနီးပြီးမို့လေဟေလေဒီလိုဆိုသိကောင်းတာဘောဟဲ့ရွှေမြမာမယားဘာနဲ့နေရမှာအကျဉ်းလားဆိုတာမတရားလားအားကြောင့်အကျဉ်းလားတရားရင်မာထားမင်္ဂလာတရားဖြစ်တယ်တဲ့စကားလုံးလေးကအကျဉ်းလားတရားရင်မာထားသဘောပိုင်လားဟဲ့အကျဉ်းလားတရားလက်ကင်ထားမယ်ဆိုလို့ရှိရင်တော်ကောင်းကြီးမြတ်ရင်ထဲမှာကိန်းဝန်းနေမယ်ဆိုလို့ရှိရင်ရိုင်းဆိုင်နာတွေပါစရာလိုသလားတက်ပြညင်းစေတာဒီပါစရာလိုသလားတို့ကအကြောင်းလဲသိတယ်အကျိုးလဲသိတယ်လူဓာတွေဆိုတာမသိကြဘူးလားတို့ကအကောင်းလဲသိတယ်ဆိုးလဲသိတယ်လူဓာတွေဆိုတာမသိကြဘူးလားဒါကြောင့်ဘာထားရမယ်ဘာထားရမယ်အဲ့ဒီအကျဉ်းသာတရားထားမှတော်ကောင်းကြီးရဲ့ရင်မာထားမှမင်္ဂလာဆိုတာဖြစ်တာတယ်မှန်လားမင်္ဂံပါပံလူနာတိစိန်တတိတိမင်္ဂလံမင်္ဂံပါပံလူနာတိစိန်တတိတိမင်္ဂလံတဲ့စာကမကောင်းမှုအကုသိုလ်ကိုပယ်ဖြတ်တတ်သောကြောင့်မင်္ဂလာလို့ခေါ်တာမကောင်းမှုအကုသိုလ်ကိုဗါတဲ့တော့ဟဲ့ပြောစမ်းမကောင်းမှုအကုသိုလ်ကိုဗါတဲ့တော့မကောင်းမှုအကုသိုလ်တွေကိုပယ်ဖြတ်တတ်သောကြောင့်မင်္ဂလာလို့ခေါ်တယ်ဆိုတာမသိကြဘူးလားဒါဆိုရင်အဲ့ဒီမကောင်းမှုအကုသိုလ်တွေကိုပယ်ဖြတ်တတ်မှသာလျှင်မင်္ဂလာရှိမယ်ဆိုတာမသိကြဘူးလားဒါကြောင့်မင်္ဂလာရှိအောင်နေဘယ်လိုနေမလဲမင်္ဂလာစကားပဲပြောဘာစကားပြောမင်္ဂလာအတွေ့ပဲတွေ့ဘာတွေ့ရွှေမြမာမယဘာစကားပဲပြောမင်္ဂလာပြောပါဆိုတော့တိုင်းနိုင်ငံရောက်နေတဲ့ခါကျမင်္ဂလာပါကိုဘယ်လိုပြောမလဲသဝရိခာဒီလိုမဟုတ်လားဟဲ့အဲ့တော့ဘာလို့လဲအဲ့ဒီစကားလုံးလေးကတို့ဗမာပြည်ရဲ့စကားလုံးလေးနဲ့ကြာပို့ပြီးတော့နားထောင်လို့မကောင်းဘူးလားဘယ်လိုပြောလဲမင်္ဂလာပါအလုံးပြန်ပြောမယ်မင်္ဂလာပါကဲဘယ်လောက်နားထောင်လို့ကောင်းမှန်လားဟဲ့ smiley mind ဟ
Hey, ngagate de. Sebaindi mai. Kha làm bao nhiêu à đấy. Mày lại. Ấy là cái lông lì là tí thà bộ mà lù là. Tôi yên chế mu tôi này ngày mà này đấy cả tôi yên chế mu lì đấy đó miền nô bê bộ mà lù là. Khó hay chụp khá đi. Thì ra cái lông lì đấy. Mày lại. Bạp vô là đó. Hey mà tiêu. Khó hay chụp khá đi. Bạp vô là đó. Mà tiêu. Hey biết cái mà gì lúc vô. Hey. Ngàn nó khó dầu đã lâu dạo tòa vì. Hey. Bà lâu này bị tòa vì đâu. Xe nít sang ngàn nít thì mà bảo là. Hey. Cô đi mà đi chả đi. Hết tiền nhà. Ô. Xuyên nhà mà nhà. Mà đi ngàn tòa đó hốt tòa vì. Hey. Đúng ngó đó rồi. Tòa đó ok không mẹ là bia. Cáo mình tòa đó có những ngày. Bà vô xe nào lấy đồ mấy đồ xe nhé. Chứ mà thế mà mình làm chuyện này bộ mà lù là. Cô đi này bà chuyện này đi. Mình làm chuyện này bị tòa có những ngày. Mẹ là hey. Achana thongare taimbiga ni lajare do turogani do nyire do gore do mare do nyi mare do gore do ulere do dore do bhare do phere do mere de achana thongare taimbi ba thongare taimbi ba thongare taimbi tholu myo de ga leမြန်မာမှာတော်ကောင်းကြီးများဘာလို့လဲဒုနိုင်ငံကတော်ကောင်းကြီးဟိုတုန်းကဆိုလို့ရှင်တော်ကောင်းကြီးအကျဉ်းသားတရားတိတ်ပြီးတော့ထွန်းကားတာတိပါတယ်မှန်လားဟေ့ဒီကလာကြတဲ့ဒုနိုင်ငံကလာကြတဲ့သူတိုင်းပဲတော်ကောင်းကြီးအားလုံးသောသူတောင်းသားတွေလည်းမပါဘူးလားမြို့သူမြို့သားတွေလည်းမပါဘူးလားဘာထွန်းကားတာဘယ်တုန်းကဟိုတုန်းကခက်ကြဲကြဲပြောပဲဟိုတုန်းကနဲ့မတူပါသည်ဗမာပြည်ဟိုတုန်းကနဲ့မတူပါသည်ဗမာပြည်အခုများတော့အသည်ကိုယ်နိုင်ငံကိုပြင်းလို့တိုင်းတော်ကိုတဲ့လာခဲ့ရပါအသည်ဒါဝိမဲသည်ဒါဝိမဲသည်ချစ်တီမြန်မာကိုတော့တို့ချင်းဟေးရွှေမြန်မာမြာဒီလိုမဟုတ်လားဟေးလာခဲ့ရတာတော်ကောင်းကြီးမြတ်ကြီးလာခြင်းလို့လာတာလားမလာခြင်းလို့လာရတာလားမလာခြင်းမဲနဲ့လာခဲ့ရတဲ့ပုံကိုယ်တွေဒီမများဘူးလားရှိစေတော့တော်ကောင်းကြီးမြတ်ကြီးအခုတော့ရောင်းနေတဲ့ရမှာမင်္ဂလာရှိအောင်နေထိုင်ဖို့မလိုဘူးလားမင်္ဂလာရှိအောင်နေထိုင်ဖို့ဆိုလို့ရှိရင်အကျဉ်းသားရှိဖို့မလိုဘူးလားကိုယ်နိုင်ငံသူနိုင်ငံသားချင်းရိုင်းပင်ဖို့မလိုဘူးလားဒါကြောင့်ရိုင်းပင်နေတဲ့ပရဟိတကမင်္ဂလာပါတဲ့ရိုင်းပင်နေတဲ့ပရဟိတကပါတဲ့ဒိသံဘုနာပိဒိသံဒီဘူဇမုတ်ကိပါဥဇရိတကထောနတ္ထိဝပရတ္ထမကုံပရောရွှေမြမဒိသံဘုနာပိဒိသံဒီဘူဇမုတ်ကိပါဥဇရိတကထောနတ္ထိဝပရတ္ထမကုံပရောပရတ္တံသူတော်ဘာအကျိုးကိုအကုန်ပန်းသောမပြုလုံးမဆောင်ရသောပုဂ္ဂိုလ်အဖို့တက္ကထောကိုကျိုးကိုစီဝါဆိုဒီမာနတ္တိမရှိပါပဲပရတ္တံသူတော်ဘာအကျိုးမဆောင်တဲ့ပုဂ္ဂိုလ်မှာကိုကျိုးမရှိဆိုတဲ့စကားကသစ္စာမှန်လာပါပြီစာကဒီနေရာမှာထာဂရဆရာကမြဲရတန်ပတ်ကြက်ရတပ်ပင်းဆိုတဲ့စကားလုံးကိုခိုင်ခန့်အောင်လို့နှစ်ခါထပ်ပြောဘုနာနောက်ထပ်သပံကြောလိုက်ပြန်ဟောသစ္စာတကယ်ပဲမှန်လာပါပြီဟု၍ဘုဇံလက်ယုံလက်မောင်းကိုဥက္ခိပါအာယပါယပြတာဆန္တန်လျက်ဥဇ္ဇရိရင်နာဆိုလိုက်ကြလေကုန်ရာတတိဒီစကလုံးဝသရကောင်းကြီးမြေသစ္ဆံဘုနာမိသစ္ဆံဒီဘုရားဇရိတကတောနတ္တိဝပရတ္ထမကုပ္ပရောအကျဉ်းသားရှင်မရှိတယ်ဆိုတာကိုသိအောင်လို့မင်္ဂလာပါပရဟိတနဲ့တကဝဟဲ့ဒီထိုင်းနိုင်ငံမှာရောက်နေကြတဲ့ဒုသတော်ကောင်းတို့တွေကရေဘေးလေဘေးမင်းဘေးအစရှိသည်ပြေမေမျိုးပြုံစုံတင်နေတဲ့တို့တိုင်းပြည်တို့လူမျိုးတွေကိုတတ်နိုင်တဲ့ဘက်ကနေပြီးတော့ကိုကြီးဆောင်တော်ကောင်းကြီးရဲ့ဝိုင်းဝန်းပြီးတော့လူတန်းမှုတွေမလုပ်ကြဘူးလားဘာထွန်းကားလို့အကျဉ်းသားထွန်းကားလို့ပြောဘာထွန်းကားလို့
အကျဉ်းသားတရားရင်မာထားလို့ဆိုတာမသေးကြဘူးလားအတ္တကြီးစိုးနေရင်အတ္တတွေကြီးနေရင်တော်ကောင်းကြီးမြတ်ကြီးဒီလုံတွေလုံနိုင်မှာမလားလောကကြီးကပေးတဲ့သူနဲ့ယူတဲ့သူဘယ်သူကများလားတာရမတွေသိများလားငါစင်ပြေရင်ပြီးရောဘယ်သူချမ်းသာပြီးရောတို့လာပြီးရောတို့ဝပြီးရောဆိုတဲ့တော်ကောင်းကြီးမြတ်ကြီးနောက်တစ်ဆင့်တက်တည်တဲ့တို့မိသားစုတို့ဆွေမျိုးတဲ့မှန်လားဟေ့ငါတို့ဆွေမျိုးငါတို့မိသားစုချမ်းသာပြီးရောတို့တိုင်းဝင်ကြီးဝါရင်ပြီးရောဆိုပြီးငါတကောတွေတက်ပြီးတော့အတ္တကြီးစိုးနေတယ်ဆိုတာမသေးကြဘူးလားဘာမထွန်းကားလို့အကျဉ်းသားမထွန်းကားလို့ဆိုတာမသေးကြဘူးလားအဲ့ဒါခင်ဗျားတို့သိတယ်လေအတ္တသမားနဲ့သဝရေသမားဟာနွားနဲ့မချားကားဆိုတာကြားဖို့တယ်မဟုတ်လားဘာနဲ့မချားလားနွားနဲ့မချားဘူးတဲ့နွားဆိုတာလူလားတလိษံလားတလိษံစိတ်မွေးနေတာပကုံးတစ်ပတ်ကခေါင်းပေါက်နေတဲ့လူကတလိษံစိတ်မွေးလို့ရပါမလားဒါကြောင့်နိုင်ငံသူနိုင်ငံသားချင်းချင်းအကျဉ်းသားတရားရင်မာထားပြီးတော့မင်္ဂလာတရားတွေရှိအောင်ဆိုလို့ရှိရင်ကူညီပေးကြပါမှန်လားဟဲ့ရိုင်းမင်းပေးကြပါကိုနဲ့မသိသလိုမတော်သလိုမခေါ်သလိုနေလို့ရပါမလားခုခေတ်ကလေဟိုတုန်းကနဲ့တော့တကယ်ကြီးမတူတော့ဘူးဗျာနော်ဟိုတုန်းကဆိုရင်လေဟုတ်ကိုမဟုတ်ကိုတို့လူတို့နိုင်ငံကလူတွေကဟုတ်ကိုမဟုတ်ကိုသိမသိနေမြင်လိုက်ပြီဆိုတာနဲ့ပြုံးပြီးတော့မပြဘူးလားဟဲမပေါ်တော့မတော်ဘူးမြေပြုံးရောင်လေးတန်းပြီးတော့လက်သက်ပတ်သက်လေးပြုံးပြဖယ်သွားမလို့တော့ဒီဘက်ကပြောတော့ဟိုဘက်ကမနေနိုင်ဘူးဟိုနားလေးသွားမလို့မှန်လားရေးဟိုဘနားလေးရောက်ကကြမှာဟဲငါနဲ့လည်းမသိပဲနဲ့ဒီလိုမဟုတ်လားရေးတိမသိတိတို့လူမျိုးကတော်ကြီးရဲ့အဲ့လိုလေးမရှိဘူးလားအဲ့လိုရှိတယ်အခုတော့အဲ့လိုဟုတ်သေးလားဟဲမဟုတ်တော့ဘူးရွှေမြမမြာမလေးသူ့လုံစားကြီးထိုင်စားနေရတဲ့မျက်နှာကြီးနဲ့တရားနဲ့တရားတွေ့တယ်မခေါ်နိုင်တယ်လို့မပြောနိုင်တယ်လို့နဲ့တော်ကြီးရဲ့သူ့ပတ်စံချိပြီးမပေးတဲ့မျက်နှာကြီးနဲ့တဘောပိုင်လာဟေးအကြည့်ထားတာငှားထားတာမရနေတဲ့မျက်နှာကြီးနဲ့သူကလည်းကိုယ့်ကိုမကြည့်ချင်ကိုကလည်းသူ့ကိုမကြည့်ချင်တဲ့အသွင်မျိုးတွေဖြစ်မလာဘူးလားဘာမရှိလို့ဘာတွေနဲလာလို့အကျဉ်းသားနဲလာရင်နောက်ကမင်္ဂလာရှိနိုင်စရာအကြောင်းရှိသလားရွှေမြမမရသဘောပိုင်လိုက်အခုတော့လေအမလေးမရှိမာနတဲ့ဗမာနအမလေးတို့ကရှာဝမျက်ပေါက်ချင်းပေါက်ပါစေတော့မိတင်တို့မိခင်တို့ဒါမျိုးလာလုံးလို့ရာရိုးလားနဲ့မှန်လားရွှေမြမမရမရှိမာနတဲ့ဗမာနကြောက်စရာမကောင်းဘူးလားအမလေးရင်းစိမ့်နဲ့မိတ်တလင်လိုပဲတဲ့သူခင်မသူကျင်မသဘောပိုင်လားဟေးပြောသလားမပြောဘူးလားအခုတို့တိုင်းနိုင်ငံမှာရောက်နေတဲ့သူတွေလည်းပဲအဲ့လိုပဲတချို့မရှိဘူးလားတစ်စက်ယုံနဲ့နေပြီးတော့မခေါ်နိုင်မပြောနိုင်နေလေမှန်လားဟေးလူကပါစားပေးတယ်မပေးမှာပေါ့မလေးတီးတယ်မလေးအဲ့ခေါင်းမကြောင်ငယ်ငယ်တွေကတီးတယ်ရွှေမြမဗျာသဘောပိုင်လားတယောက်ကောင်းစားနေတာတယောက်ကဝမ်းသာပေးသလားအိတ်သာဖြစ်တာလားမနာလိုတွေဖြစ်တာလေမှန်လားဒါရင်လားပဲဟုတ်လေလေတော်ကောင်းကြီးကြီးနည်းနည်းလေးမြတ်တော်ကောင်းကြီးကြီးထိုင်းရောက်လာပြီဆိုတော့တော်ကောင်းကြီးကြီးအသားရည်လေးတွေကမှန်မလားဘူးလားမှန်လာတာကနေဖွေးမလားဘူးလားမလေးကိုဖွေးလာတဲ့ခါကျဘာဖြစ်အဟိယပါသေးတယ်မလီကိုကြည့်ပြီးတော့တော်ကောင်းကြီးကြီးဘာလို့လဲလို့မေးလို့ချင်းဟောအင်တာနက်တွေဝသင်ပြီးတော့ဒီနေ့လူငယ်တိုင်း3မိနစ်ရဘူးလားဟေးတစ်တော်ဆိုလားဘာဆိုလားအပြင်မှာကြည့်တော့အဲ့လောက်ဟုတ်ပါဘူးဟဲ့ဖုန်းနဲ့ကြတော့တော်ကိုဖွေးတာပဲဟဲ့မှန်လားဟောအဲ့ဒါဘုံဝင်နေမြင်ပြီးတော့ဒါကြီးကိုတော်ကောင်းကြီးကြီးအာဘေးကလူတွေကချောလိုက်တာလာလိုက်တာဆိုတော့ဝမ်းနေတာပြီးတော့တော်ကောင်းကြီးကြီးကိုတော်တော်ဒီမင်းဘာတွေဖြစ်ဆယ်လီဖြစ်ပြီငါဘာဖြစ်ပြီတော့ဒီလိုမဟုတ်လားဟေးအဲ့တော့ဘဝဝင်နေမြင်လာတာတယောက်နဲ့တယောက်ချင်းချင်းငယ်ပေါင်းငယ်ပဲတငယ်ချင်းချင်းတော်ကောင်းကြီးမြေလမ်းသွေးတောင်မှငါကဘာဖြစ်လို့လဲဆယ်လီမို့တယ်မှန်လားဟေးဘာမထွန်းကားတာနားလည်လားဟေးသူကကိုဆယ်လီနေဆက်တလီနေဒီရင်ပတ်ထဲမှာအဲ့ဒီကျင်နာတရားမှမရှိဘူးဆိုလို့ရှိရင်ရိုင်းမင်းရမှန်ကုညီရကောင်းမှန်သူများကြိုတဲ့ဘိုးကကောင်းမှန်မသိရင်တော်ကောင်းကြီးမြေအဲ့ဒီပုဂ္ဂိုလ်တော်ကောင်းကြီးမြေဘာမထွန်းကားလို့ဒါ
ဒါဆိုရင်ဆက်လိုက်နောက်ကမင်္ဂလာအဲ့ဒီပုဂ္ဂိုလ်ရှိနိုင်မှာမလားမိတ်ကအကောင်းစားကြီးတွေပြန်ဘလောက်လှနေပါစေတော်ကောင်းကြီးမြတ်ကြီးအတွန်းပုတ်နေတယ်ဆိုလို့ရှိရင်တော်ကောင်းကြီးမြတ်ကြီးအယုတ်ဆိုးကြီးတန်မှာပဲဆိုမဲ့ယုံလစိမ့်လဤနလဘယ်အလှကိုပြင်ရမယ်ကြိုးစားပြီးတော့ပြန်ပြီးတော့ဆိုမဲ့ယုံလစိမ့်လဤနလဘယ်အလှကိုပြင်ရမယ်စိတ်လှအောင်နာပြင်စမ်းမှာအလားနှမျိုးတို့မြည်မှန်စိတ်လှအောင်နာပြင်စမ်းမှာတန်တရာဆုံးတည်ထိလှမြည်မှန်တို့လေတို့ညီမများတို့မများမနမိုးလေးပြီဆိုလို့ရှိရင်တော်ကောင်းကြီးမြတ်ကြီးမျက်နှာမှာတော်ကောင်းကြီးမြတ်ကြီးဗာလေးလေဗာလေးတွေရှိမလဲဆိုပြီးမှန်ရှိကိုအရင်ပြေးပြီးမသွားဘူးလားမှန်လေးကြည့်လိုက်ကြည့်ပြီးကိုမျက်နှာပေါ်မှာဘာရှိတယ်လဲရှိနေတဲ့အညစ်အကြေးလေးမျက်ချီးလားသဘောတရားကဝက်ချန်နေလားသင်းတိတ်တွေလားမသိနေတဲ့အရာတွေလားရှိနေပြီဆိုရင်တို့ဒီတိုင်းထားသလားဖယ်ရှားပြတ်သလားရွှေမြမာဗျာဟဲ့ဒီမျက်နှာပေါ်မှာအသွင်မြင်လက္ခဏာမလတ်မပါဘူးဆိုလို့ရှိရင်ဒီတိုင်းထားပြတ်တာလားဖယ်ရှားပြတ်တာလားပယ်ရှားပြစ်ပြီးတော့လှတဲ့လှအောင်ဒီမျက်နှာလေးမပြင်ဘူးလားဒီမျက်နှာတောင်မှနေတူကပြင်နေရရင်ဒီစိတ်ကိုဘာဖြစ်လို့မပြင်နိုင်တာရလဲသဘောတရားကမှန်လားရုပ်ကိုတော့နေတိုင်းပြင်ပြီးအချိန်တိုင်းပြင်ပြီးအာမနေနဲ့မလေးအာနေကြည့်လိုက်သေးတာအခုကိုကြည့်နေအောင်ပါမှန်လားရွှေမြမာများရုပ်ကိုယ်တော်ကောင်းကြီးရဲ့ခန္ဓာတိုင်းကြည့်ပြီးခန္ဓာတိုင်းပြင်ပြီးတော့နေတယ်ဆိုတာမသိကြဘူးလားတို့နှလုံးသားတွေတို့စိတ်တွေကိုကြတော့ဘာဖြစ်လို့ခန္ဓာတိုင်းမကြည့်နေတာလဲဘာဖြစ်လို့ခန္ဓာတိုင်းမပြင်းနေတာလဲဒါမေးစရာမကောင်းဘူးလားတို့ကလူသားတွေဆိုတာမသေးကြဘူးလားပခုံးတစ်ပတ်ကကောင်းတို့ကကောင်းမဆိုးတွေသိနေတဲ့လူသားတွေဆိုတာမသေးကြဘူးလားရွှေမြမာဗျာတဘောပိုင်လားဟိနာရောလဲရဲ့လားခြေရောကျင်တတ်သလားလာရကျိုးရောနှက်ရဲ့လားပြန်ရမယ်ဆိုရင်ပြန်ရကျိုးရောနှက်ပြီလားနိုင်ရင်ပြန်ကြအောင်ရွှေမြမာများအဲ့ဒါလေးပြောနေတာတော်ကောင်းကြီးရဲ့ရုပ်ကိုတော့ပြင်ပြီးတော့စိတ်ကိုလှအောင်ပို့ပြီးပြင်ရမယ်ဆိုတာမသိကြဘူးလားစိတ်လှလိုက်လို့ရှိရင်ရုပ်ကအော်တိုမက်တစ်လှတယ်တဲ့ကြည်တောက်ရှင်းပြောပါလေတော့ပြောစမ်းခက်ကြဲကြဲပါလေတော့ဟဲလူငယ်တွေမဟုတ်တဲ့အတိုင်းပဲတက်ကြောကြရှင်းတောက်ရှင်းရှင်းတောက်ရှင်းနဲ့လုံးတို့ဗမာပြည်ကနေပြီလေမလီလောက်ကြစမ်းမှာဟဲ့ရွှေမြမာများဘယ်လိုလဲတော့အဲ့ဒီကြည်တောင်ရှင်းကဘာကိုပြင်မှကြည်တောင်ရှင်းမှာသဘောပိုင်လိုက်ဒါကြောင့်သောင်းလေးကဇာယုတ်ကိုလှအောင်ပြင်တယ်လို့ဘို့စိတ်ကိုလည်းလှအောင်ပြင်ဖို့မလိုဘူးလားမြဲတဲ့လောကမို့လားမမြဲတဲ့လောကမို့လို့လားသေရမလားသေရမဲ့သူတွေချင်းချင်းအကျဉ်းသာတရားတွေထားဖို့မကောင်းဘူးလားဓမ္မသားလည်းမင်္ဂလာရှိမယ်ဆိုတာမသေးကြဘူးလားကဲအများကြီးမပြောတော့ဘူးတော်ကောင်းကြီးများရဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးအလွန်ရမတန်မှတော်ကောင်းကြီးများရဲ့မိန့်မာခဲ့တဲ့စကားလုံးတွေရှိကလည်းပဲပြောခဲ့သလိုပဲတော်ကောင်းကြီးများရဲ့တို့ဘဝလက်တွေ့ဘဝနဲ့ပစ္စုပန်ဘဝတော်ကောင်းကြီးများရဲ့ဘာလို့လဲလက်တွေ့ပစ္စုပန်ဘဝမှာတို့တို့ဒီလုံနေတဲ့လုံတွေကကိုအကျဉ်းသာတရားထားတာဟုတ်ရဲ့လားကိုကျင်တာတရားရင်ထဲမှာရှိနေရဲ့လားငါမင်္ဂလာရှိနေသလားမင်္ဂလာမရှိဘူးဘုဒ္ဓပေါ်မှာဘလို့ကျင်တာထားခြင်းမထားခြင်းနဲ့တက်ဆိုင်နေမယ်ဆိုတာမသိကြဘူးလားဒါကြောင့်တော်ကောင်းကြီးမြတ်ကြီးဒါလေးနဲ့ပတ်သက်လို့အကျင်တာနဲ့ပတ်သက်လို့အကျင်တာမထွန်းကားခဲ့လို့အကျင်တာတရားမထွန်းကားခဲ့လို့မင်္ဂလာမရှိတဲ့လူတစ်ယောက်အကြောင်းပြောပြခြင်းတာတခြားမဟုတ်ဘူးအလုံးသိတယ်ခင်ဗျားတို့တော်ကောင်းကြီးမြတ်ကြီးဒေဝဒတ္တဘယ်သူတဲ့တော့ပြန်ပြောဘယ်သူတဲ့တော့ဇတ်တော်ကြီးအကျယ်ကြီးချဲ့မနေတော့ဘူးပြတော်ကြီးကြီးလူငယ်တွေဆိုတော့ပစ္စုပန်တဲ့တွေကိုတော်ကြီးကြီးတိတ်ကြိုက်တာဆိုတော့ဒေဓမားတွေဆိုတော့မှန်လားရဲ့တိတ်မဝေပဲနဲ့တော်ကြီးကြီးခက်ချင်းချင်းလေးကျင်းပြီးတော့ပြောလို့ရှိရင်အဒီနေပါရဏတိယံအဒီနေပါရဏတိယံရိညောမပတပတ္တအဒီနေနေဝိစွာရှိအခါတော်ဟာဗာရဏတိယဗာရဏပြည်သည်ဗာရဏတိဆိုတဲ့ရွှေမျိုးတော်ကြီးမှာရိညောမဟာပတပတ္တမဟာပတမသွန်ကိုတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့မင်းတရားကြီးသည်
တို့သိတာကတော်ကောင်းကြီးရဲ့ဘာရဏသီလို့ပြောလိုက်တာနဲ့ပြမရမင်းလို့မသိဘူးလားအခုတော်ကောင်းကြီးရဲ့ဘာရဏသီပြည်တဲ့ဘယ်ပြည်တဲ့မင်းတရားကမဟာပတ္တပမင်း